จะဟုတ်ပြီဒါဆိုရင်ဒီ dispersion ပေါ့နော် dispersion ကိုဆမ်းမယ်ပေါ့နော်ဒါကျွန်တော် laptop မှာလည်းတွဲလဲဖုန်းနဲ့လည်းရတယ်နှစ်ခုပြီးမှတွဲပြလိုက်မယ်နော် file color လေးမျိုးပေါ့နော်အဲ့တော့ color လေးမျိုးက leaf green ဆိုရဝင်အဲ့ဒါကြီးမပြောရင်ခဏလေအဲ့တော့ဆောင်းလာကျွန်တော်ဒီ bone and tree ထဲမှာဆောင်းလာတစ်ခု function တစ်ခုထည့်ဖို့မေ့ပါကြာရင်လည်းမတွေ့ပါ view ပေါ်မှာကျွန်တော် delete လုပ်နိုင်မှုလိုတယ်လေဟုတ်တယ်မလားကျေဆိုကြပါစို့ကျွန်တော်ဒီကနေမှဆိုရင် GRE ရန် GRE gray ဆိုပဲဆိုကြပါနော်အဲ့ဒီ gray မှာ white က 100% ဆိုကြပါလို့ဗျာကျွန်တော်လည်းပြင်းတော့တစ်ခုပဲထည့်တော့ 100% submit ပေါ်လုပ်ပြီးရင်တို့ကဒီ view ပေါ်မှာဒီ gray ကိုဖြတ်လိုက်ရမယ်လေနောက်ဆို bone တွေအများကြီးထည့်လို့နော်အဲ့ဒါဒါအောင်မဖြတ်သေးခင်မှာကျွန်တော်တို့ဒီအောက်ကဒီဟိုသွားကြည့်အောင် display လေးမှာသွားကြည့်အောင်နော်အဲ့ဒါကိုကြိုးလောက်လာနော်အဲ့ဒါကိုကြိုးလောက်သွားတယ်ဆိုတော့ပြန်ချိန်မယ်โอเคပြန်ပြီးတော့ပြေးလိုက်မယ် display လေးပြန်ကြည့် database connected successfully serial establish ဒီမှာ Arduino တက်ပြရနော်ဟုတ်ပြီဒါဆိုရင်ဆက်လာကျွန်တော်တို့ gray ကဒီမှာ gray ဆိုတာဟာမှာဝင်နေပါဘောနော်အဲ့ဒါကိုကျွန်တော်တို့ဖြုတ်ချင်တယ်ဆိုရင်ဒီကောင်မှာကျွန်တော်ဒီကောင် delete selected ပုံလှည့်လိုက်မယ် yes okay အဲ့တော့မှာဆက်လာ display လေးနဲ့ပြန်သွားကြည့်gray ရရှိနေတာကိုပြန်ဖွင့်ရမှာတက်ကိုပြန်ဖွင့်ရမှာနော်အဲ့တော့ဒါ refresh လုပ်လိုက်မယ်ဒီကောင်ပိတ်လိုက်မယ် selected ပုံကိုကျွန်တော်ပိတ်ပြီးဆိုတော့ display ကွာဘာလို့ဒီကျိုးကလွတ်လွတ်ဒါလည်းဒါကျိုးလွတ်ပြန်ထုတ်လိုက်မယ်ဒါဆိုရင်ပြန်ထုတ်လိုက်မယ်ဆိုတော့လည်းပဲတော့ပြန်ဖွင့်မရမယ်အဲ့တော့ database connected successfully serial collection establish with Arduino ဒါဆိုရင်ကိုကျိုးကအဆင်ပြေပါနော်ကိုကျိုးကလွတ်တာမဟုတ်ကျွန်တော်ကဒီဟောပေါ့အစလမ်းမလုပ်ပါဒါဆို gray ဆိုတာမရှိတော့ဘူးနော်ဟုတ်ပြီဒါဆိုရင် gray မရှိတော့ဘူးဆိုရင်ကျွန်တော်တို့ကဒီ student green ကိုထုတ်မယ်100ပေါ့150ထုတ်မှာပေါ့150ထုတ်မှာနော်နောက် calibration တွေကြည့်အောင်သူကဘယ် sensor တွေလွတ်မှာလဲဟုတ်ဘယ်ပတ်တွေလွတ်မှာ4ဆိုတဲ့ပတ်4လွတ်မယ်နော်ပြီးရင် C1 လွတ်မယ်ပြီးရင် C1 ဆိုတဲ့ပတ်1လွတ်မယ်ပြီးရင် C7 ဆိုတဲ့ပတ်7လွတ်မယ်ပြောမယ်ဆိုတော့ဒါတွေဒီပတ်တစ်ခုချင်းစီက color တစ်ခုချင်းစီကိုသာပြောအောင်နော်အဲ့ဒါအောင်မှကျွန်တော်တို့ display လုပ်လိုက်အဲ့တော့ display လုပ်လိုက်မယ်ဆိုရင်ဒီဘက်ဒီကောင်ကြည့်အောင်417ဆိုတော့4ကဒီကောင်1ဒီဒီကောင်7ကဟိုလောက်ကကောင်လောက်လို့တော့မြင်မှာပေါ့ဒီလိုထားလိုက်အဲ့တော့ဒီဘက်က display ကိုလုပ်လိုက်မယ်အဲ့လို4စလုပ်တယ်ပြီး1လုပ်တယ်ပြီး7ဟိုနောက်မှာလုပ်နော်အဲ့တော့4လုပ်တယ်1လုပ်တယ်7လုပ်တယ်ဒီမှာလည်းလောတက်တယ်ပတ်1ဘလောက်ဆုံးလိုက်ပါပြီပတ်3ကဘလောက်ဆုံးလိုက်ပါပြီ pass အကုန်လုံး off ပါပြီနော်ဒီလိုပြလိုက်မယ်နော်ကျွန်တော်တို့ဘလောက်ထုတ်လိုက်တာလဲဆိုတော့150ထုတ်လိုက်တယ်150ဆိုတော့ဒီကောင်က150သိမပြည့်ဘာလို့ဒီလိုမပြည့်ရလဲဆိုတော့အဓိကဒီ sensor တွေက noise တွေပါတယ်ဗောနော်ကျွန်တော်တို့ကဒီ industrial grade sensor ဟောပြောမယ်ဆိုဒီ sensor တွေက industrial grade မဟုတ်တဲ့ကြောင့်မို့လို့သူကဒီနည်းနည်း noise လေးပါဗောနော်ဆက်ဆန်းကြည့်အောင်ဒီ blue ပဲထားကြတယ်နော်တရားထုတ်အဲ့ဒါ leaf blue ကဘယ် sensor လုံးလုံးမလဲကြည့်အောင် C1 လုံးလုံးမယ်ဘယ်ပတ်လဲဗောနော် C2 လုံးလုံးမယ် C4 လုံးလုံး1လုံးကဒီကလည်းသွားပါမယ်ဟုတ်ပြီ2ကဒီကောင်လည်းသွားပါမယ်ဟုတ်ပြီ3 4ကじゃဒီကောင်လည်းသွားမယ်တဲ့နော်အဲ့တော့ကျွန်တော်ဒီကနေကြည့်အောင် display ထိုင်လိုက်မယ်အဲ့တော့1လုံးလုံးတယ်2လုံးလုံးတယ်4ဆိုတော့ဒီဘက်ကောင်လုံးလုံးနော်အဲ့တော့1 2 4နော်1 2 4လုံးလုံးတယ်အဲ့တော့ကျွန်တော်တို့ဒီလိုကြည့်အောင်ဒီကောင်လည်း100အတိပဲနော်အဲ့တော့ဆောလာကြတော့အဲ့ဒါတက်ပြီးတော့ညာကြတော့ဘာလို့အခုဒီမှာမှပေါ်လဲ serial communication လုပ်တဲ့နေရာမှာကျွန်တော် delay တက်ခံထားလိုက်တယ် delay ခံလိုက်မှကျွန်တော်တို့ log အပြည့်ပုံတက်မှာဟုတ်လို့ဆိုရင်သူဒီမှာတကယ်အလုပ်လုပ်တဲ့ data တက်မှာဆိုရင် serial communication မှာအဆင်မပြေနိုင်ဘူးပြောရမယ်ဆိုရင် garbage test တွေပေါ့နော် serial communication error တဖြည်းဖြည်းတက်လာပြီးတော့အဲ့လိုတက်လာမှလို့လည်းကျွန်တော်တက် delay ခံလိုက်တာဘာလို့ဆောလာလိုမျိုးရော့သွားလဲဆိုတော့ noise တွေပါတယ်ကျွန်တော်တို့ဒီ flow sensor မှာလည်း noise တွေရှိတယ်ဘာလို့လဲဆိုတော့ဒီ hall effect sensor လေးဆိုသူ့ဘယ်နှပတ်လဲဆိုတော့ box ပုံမူလို့ကျွန်တော်တို့ကရေပေါ်လုံးပြန်တွေ့ရတာဟုတ်
ဟိုကလည်းလက်ဆွဲထားလို့ post 180ဆိုရင် flow meter ဘယ်လောက်ရှိတယ် total ဘယ်လောက်ဆင်းမိပြီဆိုကျွန်တော်တို့ဒီလိုတွေ့ရတာ哦အဲ့တော့အဲ့ဒီ post လေးတွေမှာတစ်ခါကျ hall effect ဆန်လာပြီးရေအားတအားကြီးဆင်းလာတဲ့အခါမှာသူဒီ post ကအသေးချာမမိတော့တာမျိုးလည်းဖြစ်နိုင်တယ်ဒါဆိုရင်အခု solar ဟာတွေကမိတယ်ပေါ့နော် solar scenario မှာဆိုရင်မမိဘူးဒါကြတော့ဘလို့မှလုပ်လို့မရဘူးဆန်လာလဲကျွန်တော်ဆန်လာအကုန်ဖြစ်လဲလိုက်ပြီဆန်လာလဲမရဘူးသူ့ရဲ့ overload ဖြစ်သွားတာပေါ့ဒီကောင်စီဒီလောက်ပြောမယ်ဆိုရင် flow ဆန်လာစီအဲ့လောက်ကြီးကြတော့ခေါ်မဖြစ်ဘူးပေါ့တိတ်အဆင်မပြေဘူးပေါ့နော်ဒါတော့ prototype ဆိုတော့ကျွန်တော်လဲ electric grid ဆန်လာမို့တော့ဒီလောက်ကတော့ကောင်းပါပဲအဲ့တော့ကျွန်တော်တို့ဆန်လာ stop လုပ်ချင်တယ်ဆို stop ဆန်လာလေးလိုက် S ကိုလေးလိုက် fast တွေအကုန် off လိုက်တယ်ဘာလို့လဲဒါ emergency stop ပေါ့ stop amp ဆို emergency stop ပေါ့အကြိမ်တစ်ခု error တက်တယ်နောက်တစ်ခု error တက်တယ်အဲ့ဒီခလုတ်ကပေးနေတယ်အကုန်ရက်နော်ဒါမှမဟုတ်လောက်ထားဘူးဒါ leaf blue တက်ပြီးပြီအဲ့တော့ကျွန်တော်တို့ကဒီလိုစမ်းပြီးပြီဆိုတော့ CSV အတွက်ထုတ်ရအောင် CSV ကျွန်တော်ဒီခလုတ်နှိပ်လိုက်ပြီဆိုရင်ဘာဖြစ်သွားမလဲဆိုတော့ဟဲ့မနှိပ်မိလိုက်ဘူးဟောဒါဆို CSV တော့ကတက်တပုတ်ကြလိုက်မယ်နော်ပြောမယ်ဆိုကျွန်တော်ဒီမှာဒီဟိုလည်းဖမ်းနေတော့မှာတစ်ခုပြန်လုပ်လို့နော်ဟောဒါဆိုရပါတယ်ကဲ data က export ဖြစ်သွားပါပြီတဲ့နော်ဒါဆိုချက်ကြည့်အောင် expansion တော့ဒါ10နိုင်လေးနဲ့ဒီမှာဒါလည်းကျွန်တော်တို့ဒီမှာ sky green ကဘယ်လောက် sky green သွားတယ် batch line မှာသွားတယ် quality ထိတ်သွားတယ်နော်ဟုတ်ပြီဟုတ်ပြီတော့စေဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်လောက်လည်းပဲ project လောက်သတ်လိုက်မယ် solar ကကျွန်တော်တို့ file မှာကျွန်တော်တို့ခုတတိထားမိတာဒီမှာလောက်မှာဒီမှာ quality မှာပါတော့ဒီ quality လေးပြန်ထည့်ပေးဒါဘာမှမကောက်ကျွန်တော် SQL ကုန်လေးနဲ့ပြင်လိုက်ဒီ quality လေးပြန်ထွက်လာလိမ့်မယ်နော် solar ဒီ flow center နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်တော်ပြောမယ်ဆိုတော့ဒါ prototype ပဲဆိုတော့တော့ပုံလည်းပဲကောင်းပါပဲ display လေးကိုသွားပြင်သူ database collected နော်ဒီရောက်မှာတော့ပြရတယ် serial command collection ဘာဖြစ်လဲညာဖြစ်တယ်ကျွန်တော်ပြောတယ်အဲ့ဒါပြောမှကျွန်တော်တို့ကဒီကောင် bounce တက်လာမှာပေါ့နော်အဲ့ကျွန်တော်တို့ဒီကောင်လေးကနေကျွန်တော်တို့ဒီမှာဒီမှာနော်အတိတ်ပိုင်းကြီးအောင်ဆိုတော့ကျွန်တော်တို့က highlight color student grade ထားကြရပါတော့ student grade တရားပဲဆိုတယ်မလို့ချုပ် calibration တွေကြည့်အောင်သူ့မှာကျတော့ဘာ run မှာလဲ C4 run မယ် C1 run မယ် C7 run မယ်နော်ဒါမှ student grade တော့နော်အဲ coffee brown တက်ဆိုရင်ရော coffee brown တက်ဆိုရင်ကြတော့ C3 run မယ် C4 run မယ် C6 run မယ်3ဆိုတာ6ရဲ့4ကဒီမှာ6ကဒီမှာဒီလိုကောင်းပါပေါ့နော်ကြောက်လဲဆိုဒါဒီပတ်လံမှာပြောပါပတ်လံမှာကျွန်တော်ဒီ calibration factor ထည့်ပြ calibration factor ဘာလို့လဲဆိုတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်း flow center လေးဒီ calibration factor လို့ရ display ကြည့်အောင် display လိုက်ပြီးတော့ပတ်3သွားပါပြီပတ်3သွားပြီးပတ်4သွားတယ်ပြီးရင်ပတ်7သွားနော်ဒါပဲကျွန်တော်တို့တရားမှလည်းရှည်ရထောက်ပါနော်100 ml ထုတ်တာဖြစ်တဲ့အတွက်ကြောင့်မလားကျွန်တော်တို့ဒီပြောမယ်ဆိုရင်100 ml ပေါ့နော်100 ml ပြဟုတ်ပြီဒါဆိုရင်ကျွန်တော်တစ်ခုထုတ်လိုက်ပြီ coffee brown ထုတ်လိုက်ပြီ coffee brown ထုတ်ပြီးရင်နောက်တစ်ခုကကြတော့student grade ထုတ်ကြတယ်နော် student grade တော့ကြရင်ကျွန်တော်တို့ကအဲ့လည်းဘာပြောမှာလဲ part 4 part 1 part 7လို့ဒီဘက်ကိုပြထားလိုက်မယ် part 1သွားတယ် part 7လို့ဟိုလောက်ကကောင်လည်းမြင်ရမှာနော်ဒါပဲဒီမှာ target reach လို့ပြောတယ်ဒါက reach ပါကျွန်တော်တို့လည်းအဲ့လိုကြည့်အောင်ဒီကောင်လေးလည်းဒီမှာ100 ml လောက်တော့အတိအကျရအဲ့ထွက်ဖို့ခက်တယ်အဲ့လိုလဲဆို flow center လေးကိုမှန်ရင်ဘူးပေါ့နော်ကဲဟုတ်ပြီဒါလည်းကျွန်တော်တို့ industrial grade center မဟုတ်တဲ့အတွက်ကြောင့်သင်းမွှားလေးကမှန်ဖို့သွားခက်အဲ့ဒါကျွန်တော်တို့ဒါကို export လုပ်လိုက်ဒါဆို data တဲ့ဒီကောင် export လုပ်ပြီးပါပြီနော်အဲ့တော့ export လုပ်လိုက်မယ် export လုပ်ကြအောင်အဲ့တော့နောက်ဆုံးပါကိုကျွန်တော်တို့ sort ပါတခြားလေးလိုက်ပြ50ဆိုဒီကောင်နောက်ဆုံးဒါဆိုရင်ဒီမှာနော်ဒါလည်းကျွန်တော်တို့က sky green မှာ blue လေးဘယ်လောက်ဒါတိတ်ကဒီလိုကြည့်ရနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မမြင်အောင်ဟုတ်ပြီနော်ဒီလိုကြည့်လိုက်ရနော်ဟုတ်ပြီဒါဆိုရင်ဒါဆိုပြီး